ရေဆိုရင်မီးရဘလောက်ထားလဲပဲလာမေးကြလို့ကျောင်းကြီးကိုလေးကျွန်တော်ပြောပြချင်တာတခုပေါ့နော်ဒီဗီဒီယိုမှာမိုတီလေးပြချင်တာတခုရှိတယ်မီးရကကျောင်းလေးအသေးကြဟိုလောက်လို့မရပါဘူးသူကဘယ်လိုပြောမလဲကိုယ့်ရဲ့ data မီးရနဲ့ site လေးတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်မီးရ80လောက်ပါတော်ဘာမှမရဘူးဝရေကြီးဆိုမှဆိုရင်မီးရကဟိုအကောင်လုံးနီးတောက်တင်လာရတယ်ကွာအဲ့လိုမျိုးရှိတယ်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်အဲ့ဒါတွေကွာလေးတယ်နော်ဒီမှာကျွန်တော်ပြောပြမယ်ဒီမှာကြည့်ဒါကတော့ဟိုအခြေခံပေါ့နော်လောကအတိအကျကြီးလို့လည်းမှန်လို့မရဘူးကျွန်တော်80နဲ့ဒီမှာစော်ပြမယ်80ဆိုတာကအတိအကျတော့မှန်လို့မရပါဘူးဝရေကနော်ကို data ကမီးအားနဲ့ကိုချိန်ရမယ်ပြီးတော့ကိုရဲ့လက်နဲ့ကိုချိန်ပြီးတော့စော်ရမှာပါဒါတော့ဒီမှာ80ထားပြီးစော်ပြတာဆိုတာဒါမီးအားကောက်တဲ့နေရာပါမီးအားကောက်တဲ့နေရာမှာ80နဲ့စော်ပြတာဒါပါနော်နောက်ပြီးဒီကောက်တန်ရတယ်အရင်မပါတဲ့အတွက်80နဲ့စော်ပြတာဒါကိုကတကယ်လို့ကိုရဲ့ data ကမီးအားမနိုင်တော့ဘူးဟိုလားဖြစ်လောက်မဆိုရင်120လောက်လေးထားပြီးစော်ရတာရှိတယ်နော်မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်အဲ့မှာတော့ဆိုရင်120လောက်လေးထားရတယ်ဒါတော့တန်အထူဆိုရင်ပေါ့